ကြောက်ဒီမှာမျိုးစော့အိုက်မှာသမီးရဲ့ကျက်ဝါလည်းချင်းလိုက်တာကျက်ဝဟုတ်ရဲ့လားသမီးရဲ့အမေကိုကြွေးတာကျက်ဝဟုတ်ရဲ့လားကြည်ရင်ဒီကြွေးတော့အမေချင်းတာပေါ့ကျက်ဝမှမဟုတ်ပဲနဲ့ကျက်ဝဆိုရင်ဒါအမေစားတော့မပေါ်သမီးတို့ရဲ့အမေတမတနိုင်မကြွနိုင်တော့ငါသမီးတွေအမေကိုပေးကြကြွေးကြတာမကောင်းဆိုဝါတွေကြွေးကြတာပါမျိုးမဆက်မျိုးချင်းလဲမျိုးမမျိုးချင်းလဲနေအမေကပစီပစက်ကများများရဲ့အင်းဒီအသက်အရွယ်စီနေပြီးပေါ့ပဲသေမဆိုလဲသီးလိုက်ပြီးရောမြင်မြင်မိုင်းရဲ့ပိတ်စာမပွားစမ်းမနဲ့လူသေမှာပါโอเคဒါကတော့ဗျာနော်ကိုခန့်တို့လင်မယားနဲ့တော့ဒါပညာပေးဇာတ်လမ်းလေးကိုဗျာနော်ရိုက်ကူးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆိုတော့ဗျာနော်ကျွန်တော်တို့တူတူကြည့်ကြည့်အောင်ဗျာရေးထားတော့ဗျာနော်မိမစကားကိုနားထောင်ပြီးတော့တဲ့မွေးမိခင်ကြီးကိုရေးတဲ့ကိုမျောတယ်ဒါကတော့ဗျာနော်ဘာပဲနေကျွန်တော်ရှေ့မှာလဲပုံပြင်ပေါင်းများသွားတော့ဒါကြားဘူးလေဗျာနော်ဒါအောင်မှသူတို့ပြန်ပြီးတော့ဗျာနော်သူတို့လင်မယားနှစ်ယောက်ကဒါတရုပ်ဆောင်တင်ဆက်ထားတယ်ပေါ့ဗျာဒါတော့အမေအရင်လားတော့မပြောတတ်ဘူးเนาะဒါမှမဟုတ်သူအတိအကျခေါ်တာအမေလက်သားလည်းဂျားမပွင့်နိုင်ဘူးအမေကိုအဲ့ဒါကြောင့်ချင်းချောင်းနဲ့ထည့်ပြီးတော့ရေချိုးပေးရမှာချင်းချောင်းနဲ့တန်နေကြတာတာမဟုတ်ပါဘူးအမေရဲ့တာရေချိုးပေးမယ်အဲ့ပစီပစများတာပဲဟောဒါကတော့အစဇလန်းရဲ့အစတရားမကြိုက်တယ်တဲ့မိမရိုင်းရဲ့လင်းနဲ့ခေါင်းစဉ်ရတော့เนาะတမျိုးမင်းကမျက်စိမမြင်ဘူးเนาะနင့်အမေကလည်းအဲ့ကောင်းမလားဆိုဘာမှလည်းမသိဘူးအိမ်ကသွားကြည့်မနေမှာငါဆက်အိအေးငါတို့ကလုတ်ပြီးလဲပေါ့မှာနင့်အမေကပစီပစက်ကများများရဲ့အေးပါတမျိုးပြီးတမျိုးပူစားနေတာဒီချိန်ဒီအသက်အရွယ်စီနေပြီးပေါ့ပဲသေမဆိုလဲသီးလိုက်ပြီးရောမြင်မြင်မိုင်းရဲ့ပိတ်စာမပွားစမ်းမနဲ့လူသေမှာပါဖိတ်စာပွားတာကြီးမပွားတာကြီးပြောနေမှာမဟုတ်ဘူးနင်းလဲသွားလို့ရှင်စောစီးစီးပြန်လာဟိုဝင်ဒီရွက်တွေလုံနေနေဟိုနင်းအမေချိပါတာကြီးငါဘာမှမလုပ်ဘူးနော်နင်းပြန်လာမှနေကိုလှုပ်ချင်လို့မလှုပ်ချင်နေငါတော့မလုပ်နိုင်အေးပါကိုမင်းမချစ်ချစ်ချောလေးရေမလုပ်ပါနဲ့ယောက်ျားပဲလုပ်ပါမယ်နော်ငါတော့မလုပ်နိုင်ဘူးအေးပါငါမင်းမလောက်ခိုင်းပါငါမင်းမလည်းမလောက်ခိုင်းပါယောက်ျားကိုယ်တိုင်ပြန်လာကမှလုပ်မှာငါမကြက်ဦးလေးတော့ပြုတ်ကြည့်လိုက်ပါမင်းမရေနော်ယောက်ျားတောင်းမှာအဲ့ဒါလေးတော့အမေတို့ပြုတ်ကြည့်လိုက်ပါကြက်ဦးလေးတော့အဲ့ဒါတော့လှုပ်ပြီးလိုက်မယ်ဒါတောင်ယောက်ျားမျက်နှာကြောက်အေးပါသောသောအဆူစားပြီးတော့မှဆိုလေသွားရောငါပြောရင်နော်ဆက်စားလဲဆက်လေးမှန်ကြတော့သွားနော်အေးလိုက်လဲလိုက်တဲ့သားမိသူ့အမေကိုများကြုတ်ပြုတ်ပေးလေကားလေးနဲ့စားမှာပါအာကြီးစားမှာပါဇက်ကြီးရဟာတာဒီမိမကြီးလေအဲ့ပစီပစက်များတယ်မိမကြီးဘလို့ဖြစ်နေတာတော့ဒီမှာကြက်ဦးကမပြုတ်ရသေးဘူးတကယ်တည်းမှာလေအဲ့လောက်ငါ့ကိုဆန္ဒပြနေတယ်ဖွာကြီးငါနဲ့တွေ့ကြသေးတာပေါ့ကြက်ဦးတော့မမျိုးပါဘူးဒီမိမကြီးခဲငင်ပြီးပဲမိဖုတ်ပြီးယူလိုက်ငါဘလို့မိမလားမှတ်ကိုခန့်ဗျာနော်သူ့မေကိုဒါကျုပ်ပြုတ်ကျွေးဖို့မှာခဲ့တာဗျာနော်ဒါမှဟိုကလည်းဘိုက်စားတဲ့အချိန်ဗျာနော်မျက်စိမမြင်တဲ့အတွက်ဘာပဲနေတီးပြီးသူ့ကိုခေါ်တာပေါ့ဗျာနော်ဒါမှသူကကျုပ်မပြုတ်ဘဲနဲ့ခဲညင်ဒီမီးဖုတ်ပြီးကျွေးတော့မှာโอเคတကယ်ဒီလောက်ဖြစ်ပြရော့ဒီမှာမျိုးစော့အိုက်မှာအဲ့လိုမလုပ်ပါနဲ့မိုင်းသမီးရဲ့ကျက်ဝါလည်းချင်းလိုက်တာကျက်ဝဟုတ်ရဲ့လားသမီးရဲ့အမေကိုကြွေးတာကျက်ဝဟုတ်ရဲ့လားကြည်ရင်ဒီကြွေးတော့အမေချင်းတာပေါ့ကျက်ဝမှမဟုတ်ပဲနဲ့ကျက်ဝဆိုရင်ဒါအမေစားတော့မပေါ်သမီးတို့ရဲ့အမေတမတနိုင်မကြွနိုင်တော့ငါသမီးတွေအမေကိုပေးကြကြွေးကြတာမကောင်းဆိုဝါတွေကြွေးကြတာပါအမေတော့မျက်စိသာမမြင်တာတော်တော်ရှာရတာကိုတော်တော်ခံပြီးတော့ကြပြောချင်နေသေးတာဒင်းလိုမိမကြီးကိုနော်ကြောက်ယောက်ျားမျက်နှာကြောက်မလို့တာဒီလိုဆိုလို့ရှိရင်ဒင်းကိုအငတ်ကိုထားနေပြီသိလားမျိုးမဆက်မျိုးချင်းလဲမျိုးမမျိုးချင်းလဲနေဒီမှာဟေးမင်းကအသားလေးရောက်ပြီလားအမေတော့မမိမအကျက်ဦးလေးပြုတ်ကြွေးပါဆိုပြီးခရမ်းညင်သီးလေးပြုတ်ကြွေးပြသူပြသားရဲ့နေမေအဲ့ပစီပစက်တာနိုင်တယ်မိမကြီးမိမခရမ်းညင်သီးတွေကျွေးနေတာပါငါသားကျုပ်ကျွေးကြတာအမေခရမ်းညင်သီးတွေကျွေးနေတာပါမိမအမေကိုနင့်အမေလောက်ပစီပစာများတာရှိမီနော်ငါမနေ့ကလာဟာမ
နေ့ကယောက်ျားမိမကိုမှားခဲ့ရနော်ကျုပ်လေးပြုတ်ကြည့်လိုက်ဆိုတော့မိမကျုပ်ပြုတ်ကြည့်ရလीအဲ့ဒါကိုကျုပ်ငါ့ကိုနင့်အမေကတမင်ငါ့ကိုကြောက်ချနေတာငါသိတယ် လို့ နင်ခုဘယ်လိုလုပ်မှာတော့ ဘာဘယ်လိုလုပ်မှာတော့ငိုင်းမလဲ ဘာဘယ်လိုလုပ်မှာတော့နင့်အမေနဲ့နေခဲ့မှာလားနင်ငါနဲ့ဆက်ပေါင်းဝင်လားနှစ်ခုတည်းတစ်ခုမှနင်မဆုံးဖြတ်နိုင်ဘူးဆိုငါနင့်ကိုမပေါင်းနိုင်ဘူး ဟာငိုင်းမလေး အဲ့ဆိုနင်အမေနဲ့နေခဲ့ငါတော့နင့်မပေါင်းနိုင်ဘူးသွားမယ် ဟာဒီဘောကငိုင်းမဟုတ်တယ်ငါရှင်းပြအောင်မယ် နောက်ထောင်ကျင်တော့သွားဖေးစမ်းမှာဟာမလားကိုမလားကြည့်ဦးပဲဖဲလို့ပြောနေတော့ငါမလားကြည့်ဘူးမှာဆိုဟာဖေးစမ်းမှာဆိုဟာနင်အမေပြောတဲ့စကားကိုပဲနင်ယုံမှာမို့လား ဟုတ်ပါဘူးငိုင်းမငါမိမဘယ်လိုဖြစ်ချင်တာပြောဖြစ်ချင်တဲ့အတိုင်းယောက်ျားလှုပ်ပြီးမှငါမိမဆင်းမသွားမိမနဲ့ယောက်ျားအကြိုက်ဖွဲ့မိနေလို့ပါငါမိမဘာဖြစ်ချင်တာလို့ပြောယောက်ျားကိုပြော ငါတော့နင်ကိုဆုံးဖြတ်ချက်ခိုင်ခိုင်မာမာကိုချစေခြင်းနဲ့ အေးလေငါနေဖြစ်စီချင်တာပြောနေစိတ်ကြောက်တော့ငါထားပြီးမယ်နေဘယ်လိုပုံစံဖြစ်ချင်တော့ အခုနင်အမေနဲ့နေခဲ့မှာလားနင်ငါ့ကိုပေါင်းမှာလားအဲ့နှစ်ခုတည်းတစ်ခုပဲရွေးတော့ဟာ ဘယ်လုံးမှမစဉ်းစားတတ်တော့ဘူးကွာဒီမေကြီးကိုပဲမှဘယ်သူပဲမထားခဲ့ရမှာ ဘယ်မှာထားခဲ့ရမှာနင်ခုမစင်စားတတ်တော့မို့လား အေးမစဉ်းစားတတ်ဘူး နင်မစင်စားတတ်ရင်ငါစင်စားထားတာနင်ကိုငါတစ်ခုပြောပြမယ် ပြောတဲ့ဘာအကြံတော့ငါမိမ ဟောဘလို့အကျမ်းမှာတော့နင်အမေကိုငါတို့အိုက်သွားမျိုးရင်းနဲ့ရေချိုးဆိုပြီးတော့ညာခေါ်သွားမယ်အဲ့ရနေပြီးတော့လှီဘောကနေပြီးတော့じゃတောင်းနေထည့်ပြီးတော့မြို့ချလိုက် ချင်းချောင်းလေးထည့်ပြီးမြို့ပြင်မှာလား အေးလေအဲ့တောင်းနေထည့်မြို့ချလိုက်လို့ရှိရင်သူကလည်းမသိဘူး အေးကွာပြီးရောငါလည်းနင်းနဲ့မှမခွဲနိုင် အဲ့ဒါဆိုရင်မနေ့ပြန်တော့အကောင့်ထည့်ဖို့မလား ဘူးနင်းနဲ့မှမဟုတ်ဘူးကွာအခုပဲခေါ်မယ်ကွာကောင်းတယ် အခုအဲ့ဒါဆိုလည်းသွားမင်း သူ့ လား ရဲ့ဖော်မဲဒုက္ခပဲဒီကောင်ကပိုလောနေ အမေတကူလုံးနဲ့နန်းဆောင်နေတာပဲအမေကိုသားရေချိုးပေးမလို့အမေက အေးပါပဲအမေရေမချိုးရရဲ့ဒီလေကျန်းလာပါပြီအမေနဲ့နန်းကောင်းနေတော့ပါပြီအမေရေတိုးလေးပူနေတာကောင်းတာပေါ့ လောက်ဆက်မှာရောက်ကြရင်လှုပ် လာမိမလားရေချိုးပေးအောင်အမေကို ထည့်နေပူလိုက်မယ်နေအမေကိုစောင်းလေးအုပ်ထားဟာ အမေသားဆောင်တဲ့အုပ်မှာနော်အမေကို တို့လေးလောက်ကြမှာနော် ဟောအမေနေဘူးမှာကြောက်လို့ နေပူမှာကြောက်လို့ ရေချိုး ရေချိုးပေးမှာအမေကိုစောင်းနေ စောင်း ဘူး လေး မှာ အု ကြောက် ပ်ထားတာနေပူမှာစုလို့ မ လာမယောက်ျား ဖေချင်းအောင်ပြန်ကြုံလို့ ချမ်းတော့ပြန်ယူခဲ့နေမင်းကဘာလို့မှမလို့ချမ်းတော့ လေးလာပြီဟာ အဖေနဲ့အမေကိုတားကြည့်လိုက်ရင်အဲ့ချင်းအောင်နဲ့ထဲနေအောင်မှာ သွားပြီနော်သွားပြီဒါပဲဗျာနော်ပြောရမယ်ဆိုဒါအကြောင်းမလို့ပညာပေးဇလန်းပေါ့ဗျာနော်ဘာပဲနေနေခုလိုမျိုးဗျာနော်အဖေပြန်လာရင်ချင်းတောင်းယူခဲ့အောင်နဲ့ဖေတားကြည့်လိုက်ရင်နော်ဖေတို့မေတို့လည်းတက်ရွယ်ရောက်လာရင်ဖေတို့မေတို့ဒီလိုမျိုးချင်းတောင်းနဲ့ထည့်ပြီးပြန်မျောရမှာဆိုတော့ဗျာနော်ဒီဗီဒီယိုရဲ့ပညာပေးဇလန်းလေးရတော့များတော့ကြည်ဘူးတလို့ပဲခုဒါခန်းတို့လင်မြပြန်လဲပြီးတော့ရိုက်ပြထားတာပဲဖြစ်ပါတယ်လို့နော်ဆိုတော့ဒါမျိုးလုပ်ရင်ဒါမျိုးခံရမယ်ဆိုတဲ့ message ကိုပေးခြင်းတဲ့ဗီဒီယိုလေးပေါ့ဗျာ အမေဘယ်လိုပြောလိုက်တယ် ဆိုတော့ဗျာနော်မိတ်ဆွေတို့ဒါကုခန်းတို့ရိုက်ကူးပြတ်တတ်ထားတဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မှသဘောကျရလေဗျာနော်မိတ်ဆွေတို့သဘောကျရဆိုလဲအော်ကွန်မန့်မှာဝင်ရောက်မှခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာလည်းထပ်တွေ့ချင်ပါသေးတယ်ဗျာအားလုံးပဲတတာ